ဟုတ်ကဲ့ကျွန်တော်ဒီကနေ့ပြောပြချင်တဲ့အကြောင်းအရာကတော့အလ္လာဟ်ဆိုတာဘာလဲပေါ့အလ္လာဟ်ဆိုတာအစ္စလမ်ဘာသာဝင်တွေကိုးကွယ်ကြတဲ့ဖန်ဆင်းရှင်တစ်ပါးဖြစ်ပါတယ်လို့အားလုံးကသိထားကြပါတယ်တကယ်တော့အစ္စလမ်ဘာသာဝင်များမှလွဲပြီးတော့တခြားဘာသာဝင်များမသိသေးတဲ့အကြောင်းတွေရှိလို့နေပါသေးတယ်ဒီဗီဒီယိုမှာအဲ့အကြောင်းများကိုပြောပြပေးသွားပါမယ်ပထမအချက်အနေနဲ့အလ္လာဟ်ဟာကဘာကြီးကိုသာမကစကြဝဠာတစ်ခုလုံးကိုဖန်ဆင်းထားသူလို့အစ္စလမ်ဘာသာဝင်တွေကယုံကြည်ထားကြပါတယ်အလ္လာဟ်ကဖြစ်စေဆိုရင်ဖြစ်ရှိလောက်တဲ့အထိတန်းခိုးကြီးမားတယ်လို့ယုံကြည်ထားကြပါတယ်အဲ့ဒီတော့အဲ့လောက်အထိတကိုးကြီးမားတဲ့အလ္လာဟ်ကြီးဟာကဘာကြီးကိုဖြစ်စေဆိုပြီးချက်ချင်းဖန်ဆင်းလိုက်တယ်လို့သင်ကထင်နေတယ်ဆိုရင်တော့လုံးဝကိုမှားသွားပါပြီအလ္လာဟ်ဟာကဘာကြီးကိုဖန်ဆင်းဖို့အချိန်6ရက်ကြာခဲ့ပါတယ်ဟုတ်ပါတယ်6ရက်ပါအလ္လာဟ်ရဲ့စကားတော်လို့အစ္စလမ်ဘာသာဝင်များယုံကြည်ထားကြတဲ့ကုရ်အာန်ထဲမှာအတိအလင်းဖော်ပြထားရှိပါတယ်အာယတ်9အချိုး9 14 50အချိုး3 18 5 18အချိုး4မှာရှာဖွေတွေ့ရှိနိုင်ပါတယ်ခင်ဗျာအဲ့ဒီတော့ဒီလောက်တခိုးအကြီးဆုံးဖန်ဆင်းရှင်ကကဘာကိုဖန်ဆင်းတာ6ရက်ကြာတယ်ဆိုတော့စကြဝဠာတစ်ခုလုံးဆိုရင်ဘယ်လောက်ကြာမလဲလို့သင်မေးကောင်းမေးနိုင်ပါတယ်အဖြေကတော့ဘယ်သူမှမသိပါဘူးအလ္လာဟ်လည်းကုရ်အာန်ကျမ်းထဲမှာမဖော်ပြထားပါဘူးအလ္လာဟ်ရဲ့တမန်တော်မုဟာမက်ကလည်းမပြောခဲ့ပါဘူးစကြဝဠာထဲမှာဂလက်ဆီတွေဘီလီယံနဲ့ချီပြီးရှိကြပါတယ်အဲ့ဒီဂလက်ဆီများထဲမှာကဘာလိုဂျိုတွေဟာထရီလီယံနဲ့ချီပြီးရှိကြပါတယ်ကဘာတစ်ခုကိုဖန်ဆင်းတာ6ရက်ကြာတယ်ဆိုစကြဝဠာကြီးတစ်ခုလုံးကိုဖန်ဆင်းဖို့ဆိုအလ္လာဟ်အတွက်ထရီလီယံအချိန်များကြာခဲ့လေသလားဆိုတာကတော့ယခုထိစူးစမ်းစရာဖြစ်နေပါသေးတယ်ဒုတိယချက်အနေနဲ့ကုရ်အာန်စာအုပ်ဟာအလ္လာဟ်ရဲ့စကားဖြစ်ပါတယ်လို့အစ္စလမ်ဘာသာဝင်များကယုံကြည်ထားကြပါတယ်။ဘာကြောင့်လဲဆိုတော့အလ္လာဟ်ရဲ့တမန်တော်မုဟာမက်ကပြောခဲ့လို့ပါ။မုဟာမက်ကတမန်တော်ပါလို့ဘသူပြောခဲ့တာလဲလို့သင်ကမေးခဲ့ရင်တော့ကုရ်အာန်ကပြောပါတယ်လို့ပဲဖြေစရာရှိပါတယ်။အဲ့ဒီတော့လူအများသိထားကြတဲ့ကုရ်အာန်စာအုပ်ဟာအလ္လာဟ်ရဲ့ပထမဆုံးစကားမဟုတ်ပါဘူး။ဟုတ်ပါတယ်အလ္လာဟ်ဟာကုရ်အာန်ကျမ်းကိုမချပေးခင်အရှိမကျမ်းကြီး3ကျမ်းကိုချပေးတယ်လို့အစ္စလမ်ဘာသာဝင်များကယုံကြည်ထားကြပါသေးတယ်။ထိုကျမ်းကြီးတွေကတော့ပထမဆုံးတောင်ရကျမ်းယခုဂျူးလူမျိုးများလက်ခံထားကြတဲ့တူရာကျမ်းလို့လည်းခေါ်ကြပါတယ်။ကုရ်အာန်အာယတ်9အချိုး44 46 9အချိုး100 58 3အချိုး3မှာအလ္လာဟ်ကိုယ်တိုင်တမန်တော်မူစာကိုချပေးထားသောကျမ်းလို့ဖော်ပြထားပါတယ်။ဒုတိယကျမ်းအနေနဲ့ဇဘူရေကျမ်းခရစ်ယာန်လူမျိုးများလက်ခံယုံကြည်ထားတဲ့ဘိုင်ဘယ်ကျမ်းတွေကဆဲလို့လည်းခေါ်ကြပါတယ်။အစ္စလမ်ဘာသာဝင်တွေကဒီကျမ်းဟာတမန်တော်ဒါဝုကိုပေးချခဲ့တယ်လို့ယုံကြည်ကြပါတယ်။ကုရ်အာန်အာယတ်18အချိုး55 21အချိုးတဲ့ရ9မှာလည်းဖော်ပြထားပါတယ်။တတိယကျမ်းကတော့အင်ဂျီးကျမ်းလို့အစ္စလမ်ဘာသာဝင်များခေါ်ဆိုကြတဲ့ Gospel ကျမ်းဖြစ်ပါတယ်။ဒီမှာထူးခြားတာတစ်ခုကခရစ်ယာန်ဘာသာဝင်များကထိုအင်ဂျီးကျမ်းခေါ် Gospel ကျမ်းဟာယေရှုခရစ်တော်ပြန်လည်ထမြောက်ပြီးနှစ်ပေါင်း80လောက်ကြာမှမက်သလူမားလုံးနဲ့ဂျွန်တို့ကရေးသားထားတယ်လို့ယုံကြည်ကြပါတယ်။ဒါပေမဲ့အစ္စလမ်ဘာသာဝင်တွေကတော့အလ္လာဟ်ကိုယ်တိုင်ယေရှုကိုပေးခဲ့တယ်လို့ယုံကြည်ထားကြပါတယ်။ကုရ်အာန်အချိုး46ရယ်9အချိုး110ရယ်58အချိုး29မှာဖတ်ရှုနိုင်ပါတယ်။ဒါပေမဲ့ယခုအခါအစ္စလမ်ဘာသာတာဝန်များဟာအထက်ပါဖော်ပြထားသောကျမ်းများကိုအလ္လာဟ်ရဲ့ကျမ်းတော်လို့ယုံကြည်ပေမဲ့လည်းအချိန်ကြာလာသောအခါလူများအစဉ်စဉ်ထက်တလဲလဲပြင်ဆင်ခဲ့ကြတယ်လို့ယုံကြည်ကြပါတယ်။ထို့သောကြောင့်အထက်ပါကျမ်းများကိုမယုံကြည်ကြတော့ဘဲအလ္လာဟ်ရဲ့နောက်ဆုံးကျမ်းလို့ယုံကြည်ထားကြတဲ့ကုရ်အာန်ကိုပဲလိုက်နာကျင့်သုံးကြပါတော့တယ်။ဒီမှာစူးစမ်းစရာတစ်ခုရှိတာကကုရ်အာန်အာယတ်18အချိုး29မှာအလ္လာဟ်ကိုယ်တိုင်သူ့၏ဗျာဒိတ်တော်များကိုပြင်ဆင်နိုင်သည့်သူမရှိဟုဖော်ပြထားပါသည်။အဲ့ဒီတော့အစ္စလမ်ဘာသာဝင်များဟာကုရ်အာန်ကျမ်းမတိုင်မီအလ္လာဟ်ချပေးခဲ့တဲ့ကျမ်းများကိုလူများပြင်ဆင်ခဲ့သည်ဟုယုံကြည်နေသောအချက်ကထူးဆန်းလို့နေပါတော့တယ်။ဟုတ်ကဲ့ယခုဗီဒီယိုကိုဒီလောက်နဲ့အဆုံးသတ်ခွင့်ပြုပါခင်ဗျာ channel အသစ်ဖြစ်သည့်အတွက်ယခုလိုဗီဒီယိုများကိုဆက်လက်ပြုလုပ်သွားနိုင်ရန် like and subscribe လုပ်ပြီးအားပေးနိုင်ပါတယ်ဆွေးနွေးလိုသည်များကိုလည်း comment တွင်ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာကြည့်ရှုပေးသောပရိသတ်များအားလုံးတာယာသောနေ့ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ